အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာစီမံထားတာတွေမဖြစ်ဘူးအရာရာပေါ်ပေါ်လာတဲ့အနေအထားနဲ့ပဲလက်လျောညီတယ်ဆိုတာလိုက်လံဆောင်ရွက်ရမယ်စေကူထားတာနဲ့လက်တွေနဲ့ကွာဟမယ်ဥတီလိုက်တဲ့နေရာတွေမှာတိုက်ခတ်ရှိမယ်အပျက်စီးပျောက်ရှာများမယ်ရာတိုက်ခတ်နေတဲ့ထိတဲ့ရင်ဆိုင်ပြီးမှအလိုရှိရာကိစ္စတွေကိုပြည့်စုံဆောင်ရွက်နိုင်တဲ့အနေအထားရှိမယ်တရက်နေ့မှာရာသတိနဲ့ရှင်ပြီးတော့အမေရံများမယ်နှစ်ရက်နေ့မှာတော့ပေါ်လာတဲ့ခွင့်ရည်တွေကိုတက်တွေ့သုံးချပြီးဘဝတွတ်တဲ့ဘုကိုဖန်တီးနိုင်သုံးရက်နေ့မှာရပဲခွင့်တွေလက်ဝဲပြန်ရမယ်ငွေကြေးကိစ္စပြောဆိုလို့ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်လေးရက်နေ့မှာငွေကြေးကံလုပ်ငန်းကဘဝကံထူးထူးခြားခြားတွတ်တက်ပြီးရှင်မကျအောင်မြင်ခြင်းနဲ့တွတ်တက်ခြင်းတွေကိုကြုံတွေ့မယ်ငါးရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတွတ်တက်မယ်မြောက်ရောက်ကိုတည်သွားစေနေရှိတတ်တဲ့မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကျူးဆက်ရမယ်6ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်အထင်မှားအရာတွေဖြေရှင်းရမယ်ငွေကြေးပေးယူမှညှင်းပွားရမယ်9ရက်နေ့မှာလိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့တိုးတက်ခြင်းတဲ့စကားတွေကိုကြားသိကြုံတွေ့ရမယ်တပတ်တာအတွင်းဇာတာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နာဆွေတည်ရှိတတ်တဲ့ကိုခွန်သုံးတန်းနေကြိုးပေးတဲ့အနီရောင်ကျသွေးရောင်ပန်းရောင်တို့ကိုအကျိုးပေးရောင်များဖြစ်သုံးဆွဲနိုင်ပါတယ်ဒါနသိတိနက်ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဇူလိုင်လ3ရက်နေ့မှာပိုက်ဆံအကျွေးစစ်တစ်စိကိုအမွှေးနဲ့သာပက်ပြပြီးတော့ပိုက်ဆိုင်တဲ့ဆောင်ယူလိုက်ပါလက်ပွင့်ခြင်းကံပွင့်ခြင်းများထင်ရှားစွာဖြစ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်